များနိုင်ငံတွေမှာမီးတွေလင်းလို့ကျွန်တော်တို့နိုင်ငံမီးတွေမိတ်လို့သူများနိုင်ငံမှာကောင်းဆောင်တွေကောင်းတယ်ကျွန်တော်နိုင်ငံမှာကောင်းဆောင်တွေစစ်ပြစ်စရာကောင်းတယ်ဒီလိုမြင်ခွင့်နေဒီလိုမှလှပမှုဒီလိုမီးထင်ရောက်တဲ့ဟာတွေဘယ်နေ့မှမြင်တွေ့ရမှာတော့ဘယ်နေ့မှသိရှိလို့မှာတော့တိတ်ပွေးခိုတဲ့တနေ့တည်းညောင်းညောင်းဖြစ်ပြီးပေါ်ကလေးကြောက်အောက်ကလေးကြောက်ဘယ်နေ့တရားမလဲဆိုတာဒီကိုစိတ်ကြီးမှာဆွေးနေရတဲ့တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးတဲ့အိုးရင်ကိုစွန့်ခွာပြီးချောင်းတိန်နေရတယ်ဖြစ်မျိုးမလို့ချင်တော့ပါဘူးဒီနေ့အေးရှမ်းမလဲဆိုတော့မြို့ကိုနေရတဲ့အရှင်ဖြစ်တယ်အရင်လိုငါတို့လှပအောင်နေမယ်အရင်လိုပြောင်းလဲအောင်ငါတို့နေမယ်အရင်လိုတိုးတက်အောင်ပဲလှုပ်ဆောင်ကြမယ်ကျွန်တော်တို့တိုင်းရင်းသားညီကိုတွေစုပေါင်းပြီးဖွင့်နေကြမယ်မမြင်ရတဲ့ကြားမတွေ့ရတဲ့ကြားကောင်းဆောင်တွေကမကောင်းတိုင်းပြည်တွေကပြောတဘာဘေးရင်တွေကဆိုးဝါးစားတကယ်လေးတို့ပြည့်စရတဲ့အသက်တွေကနေကိုမနေလို့ဆိုဘာဖြစ်ဖြစ်ထို့မျိုးတွေတည်သွားတဲ့လူတွေလေးထို့မျိုးတွေဆွံ့သွားတဲ့ဟာတူလူမျိုးတွေအကုန်လုံးတူတူပါပဲလောဘဒေါသမောဟတွေရှိုးချပြီးကျွန်တော်တို့စူးစီးကြမယ်ဘာပဲကျွန်တော်ညီညွတ်ဖို့ပဲအဓိကလိုတယ်